မောင်လမြိုင်မြို့လေညာဦးပိုင်းဟာလာပါတလောက်တန်လွယ်မြို့ကတိုက်ခတ်လာတဲ့လေကတခါတလေမှာစိန်အေးလွန်းလာပါတယ်တညမှာတော့ဆိုင်ကယ်ကယ်ရီမောင်းတဲ့ကိုကျော်တယောက်ကန္နာလန်းတစ်လျှောက်ခရီးသည်ရှာရင်လူပြတ်တဲ့နာမှာထူးဆန်းတဲ့မြင်ကွင်းတစ်ခုတွေ့လိုက်ရတယ်မြေကန္နာကတစ်ပင်အိုးကြီးအောင်မှာအဖြူရောင်ဝတ်စုံရှည်ကြီးဝတ်ထားတဲ့မိန်းကလေးတယောက်တည်းရပ်နေတာပါညီမလေးဖေးသွားမလို့လေကိုကျော်ကဆိုင်ကယ်ရပ်ပြီးမေးလိုက်တယ်အဲ့ဒီမိန်းကလေးကကြော်ကြီးကိုလှမ်းတလိုက်တယ်ကျမကိုမုတ်တမကလည်းကူးပေးမယ်လေစိတ်ကိုပို့ပေးပါသူမရဲ့အတန်းကတိုးလွန်းလို့လေထဲမှာပျောက်ကွယ်သွားမှတတ်ပါပဲကိုကျော်လည်းတနာတာနဲ့တင်ခေါ်လာခဲ့တယ်ဒါပေမဲ့ဆိုင်ကယ်မုံနေရင်နောက်ကြည့်မှနေကနေကြည့်လိုက်မိတဲ့အချိန်မှာကိုကျော်တွေးပြတ်သွားရတယ်မှန်ထဲမှာမြင်နေရတာကချောမောတဲ့မိန်းကလေးမဟုတ်ပဲဖြူဖြော့နေတဲ့အရေပြားနဲ့ရက်သွင်းဟောက်ပတ်ကြီးဖြစ်နေတဲ့တရေမားတူသူမရဲ့မင်္ဂလာဝတ်စုံဖြူပေါ်မှာသွေးဆက်တွေကတဖြည်းဖြည်းပြန့်နှမ်းတာနေတယ်ညီမလေးမင်းမျက်နှာကကိုကျော်စကားမဆုံးခင်မှာပဲသူမကကိုကျော်ရဲ့ပခုံးအေးဆက်လာတဲ့လက်တွေနဲ့ဆွဲညှစ်လိုက်ပြီးနားကိုကပ်ပြောလိုက်တယ်ကျမမင်္ဂလာဆောင်ရမယ်သူကမုဒ္ဓမအပဲပါလိသူကကျမကိုမြေထဲတွန်းချသွားတာအခုရှင်ကကျမနဲ့အတူလိုက်ခဲ့ရမယ်ရုပ်တရက်ဆိုင်ကက break ဖမ်းလို့မရတော့ပဲမြေကမ်းနားပဲကိုအရှိန်နဲ့ဦးတီးသွားတယ်ကိုကျော်အတင်းယုံမိမဲ့သူမရဲ့ခွန်အားကလူသားတယောက်ထဲအစာပေါင်းများစွာတန်မာနေတယ်နောက်တနေ့မနက်မှာတော့မြေကမ်းနားမှာဆိုင်ကယ်တစ်စီးနဲ့ဖနက်တစ်ဖက်ကိုပဲတွေ့ရတယ်ဒီသားကန်တွေပြောကြတာကတော့ညဘက်လေပြင်းတိုက်တဲ့အချိန်တိုင်းမှာကာနာလန်းရဲ့တစ်ပင်အိုကြီးအောက်ကနေမင်္ဂလာဝတ်စုံနဲ့မိန်းကလေးတယောက်ကလေစိတ်ကိုပို့ပေးဖို့ခရီးသည်တွေကိုစောင့်နေတဲ့မြဲပါပဲတဲ့ကိုကျော်ကြီးကိုလည်းအဲ့ဒီတဲကမတွေ့ရတော့ပဲညဘက်ဆိုဖြတ်ခနဲ့တွေ့လိုက်ရတယ်လို့လည်းပြောကြတယ်တင်ဆိုရင်ရောညဘက်ဓားတဲ့လူတယောက်ကိုလိုက်ပို့ရဲလား